ကန်တဝင်းကိုခံပညာရှင်ကြီးရက်စုကိုင်အိုရက်စုခိုင်အိုကွယ်လွန်သွားခဲ့ပါပြီသူ့ဘဝရဲ့နောက်ဆုံးအချိန်ရောက်မှသာဓာတ်ချက်နဲ့အပိုင်းခံရတာဘလို့ခန်းစားချက်မျိုးလဲဆိုတာကိုရက်စုတကယ်ပဲနားလည်သွားခဲ့ပါတယ်သူ့ရဲ့ခန္ဓာကိုယ်ဟာမီယာမိုတိုမူဆာရှိရက်ခါပြဓာတ်ချက်ကြောင့်တပိုင်းစီဖြစ်သွားခဲ့ရတာပါဒါပေမဲ့တေအန်ဆဲဆဲစကန်ပိုင်မှာတော့သူ့စိတ်ထဲမှာပြေးကြည့်နေတာကသူလုတ်ခဲ့မိတဲ့အမတစ်ခုအကြောင်းပဲဖြစ်ပါတယ်သူလေထဲကိုမြောက်တက်သွားတဲ့အချိန်မှာမူဆာရှိရဲ့ဓာတ်သွားကိုစုပ်ကင်ထားတဲ့သူ့လက်ကခဏလေးယော့သွားခဲ့ပါတယ်အဲ့ဒီလိုခဏလေးယော့သွားတဲ့အတွက်မူဆာရှိရဲ့ဓာတ်ကလွတ်ထွက်သွားခဲ့ပြီးရက်စုအခြေအနေကိုတတိပြုမိပြီးတိုက်ခိုက်မှုအားကိုရှော့ချပေးတဲ့ရှာအိုရီနီးပညာကိုတုံးဖို့စ조사ချိန်မှာတော့အားလုံးကနောက်ကျသွားခဲ့ပါပြီမူဆာရှိရဲ့ဓာတ်သွားဟာသူ့ခန္ဓာကိုယ်ထဲကိုဝင်သွားခဲ့ပါပြီရက်စုဟာသူ့ရဲ့ကိုယ်လုံးကိုဖျက်သွားတဲ့ဓာတ်ချက်ရဲ့လမ်းကြောင်းကိုရှင်းရှင်းလင်းလင်းခန်းစားမိနေပါတယ်ဓာတ်သွားဟာကလေးစားတွေကိုအပိုင်းပိုင်းဖြစ်စေခဲ့တယ်လို့ကြောရိုးကိုပါပြတ်တောက်သွားစေခဲ့ပါတယ်အဲ့ဒီအချိန်မှာရက်စုဟာမတ်တရဖို့တောင်အင်အားမရှိတော့ပါဘူးဒါပေမဲ့သူ့ရဲ့နောက်ဆုံးအတွေ့ကတော့မထင်မစေရပါတယ်ဒီတိုက်ပွဲကနေသင်ခန်းစာတွေအများကြီးရလိုက်တယ်လို့သူယုံကြည်နေပြီးနောက်တစ်ပွဲကျရင်အတုံးချမယ်လို့တောင်တွေးနေပါတယ်ဒါပေမဲ့အဲ့ဒီအတွေ့တွေဝင်လာတဲ့အချိန်မှာသူ့ခန္ဓာကိုယ်ကပြိုလဲသွားပါတော့တယ်ကိုခံပညာရှင်ကြီးရက်စုကိုင်အိုကြဆုံးသွားခဲ့ပါပြီအနီးအနားမှာရက်နေတဲ့တိုကူကာဝါရဲ့မျက်လုံးတွေဟာတွေးချင်းနေပါတယ်သူဟာဝမ်းနည်းမှုကိုအောင်အီးပြီးပွဲရလက်ကိုကျင်ညာခဲ့ရပါတယ်ဒါပေမဲ့ပရိသတ်ထဲကတက်ရောက်မှလက်ခုံမတီးကြပါဘူးအဲ့ဒီအစားလူတိုင်းဟာရှက်ရွံ့မှုကိုခန်းစားနေကြရပါတယ်သူတို့ဟာအသက်နဲ့ရင်းတဲ့တိုက်ပွဲကိုကိုယ်တိုင်မြင်တွေ့ခဲ့ရပြီးနောက်ဆုံးမှာရက်စုပဲတည်ဆုံသွားခဲ့လို့ပါတစ်ဖက်မှာတော့အနိုင်ရရှိသူမူဆာရှိဟာဝက်လဲခန်းစီကိုတိတ်ဆိတ်ပဲရှောက်သွားခဲ့ပါတယ်သူ့ကိုအားပေးမဲ့သူတယောက်မှမရှိပေမဲ့သူဟာပြိုင်ဖက်ကင်းမီယာမိုတိုမူဆာရှိအဖြစ်ပဲကြံရှိနေခဲ့ပါတယ်ဝက်လဲခန်းထဲမှာတော့လူတိုင်းဟာရက်စုရဲ့ရုပ်အလောင်းကိုဝင်ရနေကြပါတယ်သူ့ရဲ့တည်ဆုံမှုကသူတို့ကိုအကြီးကျယ်ဝမ်းနည်းစေခဲ့ပါတယ်အခန်းစားရဆုံးကတော့တိုကူကာဝါပါဖြစ်ပျက်သမျှဟာသူ့အမားဒီလို့သူယုံကြည်နေပါတယ်ဒါပေမဲ့ကာကုကိုင်အိုကတော့ခေါင်းခါပြပါတယ်ဒါရီဟာတိုကူကာဝါရဲ့တာဝန်မဟုတ်ကြောင်းလက်နက်သုံးပြီးတိုက်ဖို့ကရက်စုရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်တာဖြစ်ကြောင်းသူကပြောပါတယ်တကယ်လို့ဒါဟာမင်းအမလိုငါပြောရင်ရက်စုကအခုချက်ချင်းပြန်ထားလာပြီးငါနဲ့ငင်းခွန်ပါလိမ့်မယ်လို့ကာကုကထပ်ပြောပါတယ်အဲ့ဒီစကားကိုကြားတဲ့အခါတိုကူကာဝါဟာမျက်ရည်လေးကိုမထိန်နိုင်တော့ပါဘူးတကယ်လို့ရက်စုသာအသက်ပြန်ရှင်လာနိုင်မယ်ဆိုရင်ငါအမဖြစ်ဖြစ်ဘသူအမဖြစ်ဖြစ်ဘာအရေးစိုက်စရာလိုသေးလဲလို့သူကဆိုပါတယ်အာနုထထွားပြီးတဲ့နောက်မှာတိုကူကာဝါဟာမူဆာရှိစီကိုတယောက်တည်းထွားတွေ့ပါတယ်ရက်စုကိုင်အိုကိုပြိုင်ဘက်တယောက်အနေနဲ့ဘလို့မြင်လဲလို့သူကမေးပါတယ်မူဆာရှိကခဏလောက်စဉ်းစားပြီးမှပြန်ဖြေပါတယ်ဒီတိုက်ပွဲဟာဆက်ကီကာဟာရာတိုက်ပွဲထက်မလွတ်တဲ့တိုက်ပွဲတစ်ခုပါပဲတဲ့အဲ့ဒီတိုက်ပွဲဟာမူဆာရှိရဲ့လူငယ်ဘဝမှာအန်တရအရှိဆုံးတိုက်ပွဲဖြစ်ခဲ့တာပါဆာမူရိုင်းတွေအများကြီးဝိုင်းထားတဲ့ကြားမှာသူဟာစက္ကန့်ပိုင်းလေးတောင်အမားမခံခဲ့ပါဘူးဘယ်အချိန်မှမဆိုအထက်ပြောက်သွားနိုင်လို့ပါဒါပေမဲ့မူဆာရှိရဲ့မွတ်လုံးထဲမှာတော့ရက်စုကိုင်အိုဟာအဲ့ဒီလောက်အထိအင်အားကြီးမှလည်းသူပါတေချင်းတရားကိုရင်ဆိုင်ရတဲ့ရက်စုရဲ့သက်တီးကိုသူအထင်ကြီးသွားခဲ့ပါတယ်ခန္ဓာကိုယ်အပိုင်းခံထားရတဲ့အခြေအနေမှာတောင်ရက်စုဟာမူဆာရှိရဲ့သားကိုလက်သီးနဲ့စုပ်ကင်ထားနိုင်ခဲ့ပြီးအဲ့ဒီစုပ်ကင်မှုထဲမှာအမခန်းကခွန်အားဒီပါဝင်နေတာကိုမူဆာရှိခံစားခဲ့ရပါတယ်ရက်စုရဲ့လုပ်ရက်တွေအားလုံးဟာမူဆာရှိရဲ့လေးစားမှုကိုရရှိခဲ့ပြီးအဲ့ဒီစကားတွေကိုကြားရတဲ့အခါမှာတော့တိုကူကာဝါရဲ့စိတ်ထဲမှာအနှဲငယ်ငြိမ်းချမ်းမှုရသွားပါတော့တယ်